ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်လမ်းလွဲခြင်းကိုကြောက်ရွံ့ခြင်းကိုတော်ကိုကြောက်ရွံ့သောသူတို့ဖို့တူထားတော်မူ၍လူသားတို့ရှေ့မှာကိုတော်ကိုခိုလုံသောသူတို့အဖို့ပြုပြင်တော်မူသောဆုကျေးဇူးတော်သည်အလွန်ကြီးလာပါ၏စာလံကျမ်းခန်းကြီး73ပိုင်းငယ်19စာလံကျမ်းခန်းကြီး31ပိုင်းငယ်19ရှိအရေးကြီးသောတမန်တရားနှစ်ခုကိုဆင်ခြင်သုံးသပ်ကြည့်ပါ1ထာဝရဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းထာဝရဘုရား၏ထူးခြားတိကျသောကောင်းမြတ်ခြင်းရှိတော်မူ၏ဆိုလိုသည်မှာကောင်းသောသူမကောင်းသောသူတို့အပေါ်၌နေထွက်စေတော်မူသောလူသားအလုံးအပေါ်သို့ဘုရားသခင်ပြသတော်မူသည့်ယေဘုယျကောင်းမြတ်ခြင်းကိုသာဆိုလိုခြင်းမဟုတ်ပဲရှမသက်ခရစ်ဝင်ခန်းကြီး9ပိုင်းငယ်45ကိုတော်ကိုကြောက်ရွံ့သောသူတို့အတွက်ထူးခြားတိကျသောကောင်းမြတ်ခြင်းအကြောင်းကိုစာလံဆရာကပြောထားခြင်းဖြစ်သည်ကောင်းမြတ်တော်မူခြင်းသည်အတိုင်းထက်အလွန်များပြားလှ၏၎င်းသည်အကန့်အသတ်မဲ့များပြား၏ထာဝရကာလတည်မြဲ၏အရာအလုံးအပေါ်ခြုံငုံလွှမ်းမိုး၏ကိုတော်ကိုကြောက်ရွံ့သောသူတို့အတွက်သာတည်လျက်နေသောကောင်းမြတ်ခြင်းရှိ၏အရာအလုံးသည်ထိုသူတို့၏ကောင်းကျိုးအတွက်လှုပ်ဆောင်ပေးလျက်ရှိယောမဩဝါဒစာခန်းကြီး8အပိုင်းငယ်28ယောမဩဝါဒစာခန်းကြီး9အပိုင်းငယ်3မှ5အရထိုသူတို့၏နာကျင်ခြင်းများပင်လျင်အကျိုးဖြစ်ထွန်းခြင်းများဖြင့်ပြည့်နှက်လျက်ရှိသို့သောကိုတော်ကိုကြောက်ရွံ့ခြင်းမရှိသောသူတို့သည်မတည်မြဲသောကောင်းမြတ်ခြင်းကိုသာခံစားရ၏ယောမဩဝါဒစာခန်းကြီး2အပိုင်းငယ်4မှ5က၎င်းကိုဤသို့ဖော်ပြထား၏ဘုရားသခင်၏ကျေးဇူးတော်သည်သင်တို့ကိုနောင်တလန်းသို့သွေးဆောင်သည်ကိုမတိမမတ်ဘဲကျယ်ဝစွာကျေးဇူးပြုတော်မူခြင်းတည်ခံတော်မူခြင်းစိတ်ရှိတော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသောထို့သောပြုလျင်စိတ်ခိုင်မာ၍နောင်တမရသည်နှင့်အညီဒေါသနေသည်ဟုသောဘုရားသခင်၏တရားတော်ထင်ရှားသောနေ့၌ကိုခံစရာဖို့အမျက်ဒေါသကိုစီးပူသောတနာကျင်နာခြင်းစိတ်ရှိခြင်းတည်ခံခြင်းကောင်းမြတ်ခြင်းတို့ကိုတွေ့ရတော်လဲဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့်ပေါင်းစည်းမှုမရှိပါကမာကျော်သောမာမနာကိုသာဖြစ်စေသည်ထာဝရဘုရား၏ကောင်းမြတ်တော်မူခြင်းဟူသည်မှာပထမတမန်တရားတစ်ခုဖြစ်သည်နှစ်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်ကိုတော်ထံမှလမ်းလွဲသွားခြင်းကိုကြောက်ရွံ့ခြင်းဖြစ်သည်ထို့ကြောင့်ထာဝရဘုရား၌ခိုလုံခြင်းအကြောင်းတသက်ခံပြောဆိုခြင်းဖြင့်ဖော်ပြလျက်နေသည်တို့ဖြစ်၍ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ကိုရိုနိုင်ခိုလုံခြင်းဟူသောအခြေအနေနှစ်ရပ်အကြောင်းကိုစာလံကျမ်းခန်းကြီး31အပိုင်းငယ်19၌ဖော်ပြပေးထားသည်ကိုတော်ကိုကြောက်ရွံ့သောသူတို့အဖို့တူထားတော်မူ၍လူသားတို့ရှေ့မှာကိုတော်ကိုခိုလုံသောသူတို့အဖို့ပြုပြင်တော်မူသောဆုကျေးဇူးတော်သည်အလွန်ကြီးလာပါ၏ထိုရာနှစ်ခုသည်ဆန့်ကျင်ဘက်ဖြစ်နေသည်ဟုထင်ရသည်ကြောက်ရွံ့ခြင်းသည်ဝေးကွာစေသည်ဟုထင်ရပြီးခိုလုံခြင်းသည်နီးစပ်သည်ဟုထင်ရသည်သို့သောကိုတော်ထံမှလမ်းလွဲသွားမည်ကိုဤကြောက်ရွံ့ခြင်းဖြစ်ကြောင်းသိရှိလာသည့်အခါထိုရာနှစ်ခုသည်လက်တွဲအလုပ်လုပ်ကြောင်းသိရှိလာလိမ့်မည်တန်ရှင်းသူတို့၏နှလုံးသားထဲ၌စစ်မှန်သောကြောက်ရွံ့တုန်လှုပ်ခြင်းရှိကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်ကိုကယ်တင်ခြင်းငှာကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့ဖိလိပ္ပိဩဝါဒစာခန်းကြီး2ပိုင်းငယ်12သို့သောဤကြောက်ရွံ့တုန်လှုပ်မှုသည်သမုဒ္ဒရာရေစီးကြောင်းထဲမှကယ်နှုတ်ခြင်းခံရသည့်သားသမီးတို့သည်ဖခင်လက်ထဲ၌ခံစားနေရသောတုန်လှုပ်မှုမျိုးသာဖြစ်သည်ဖခင်ကိုမလိုအပ်ဟုထင်မှတ်နေသည့်စိတ်ထားပေါ်ကြောက်ရွံ့စိုးရိမ်နေသောတုန်လှုပ်မှုဖြစ်ထို့ကြောင့်ဘုရားသခင်ကောင်းမြတ်တော်မူခြင်းကိုချီးမွမ်းထောမနာပြုပါကိုတော်ထံမှလမ်းလွဲသွေဖယ်သွားမည်ကိုကြောက်ရွံ့ပါအပြစ်တရားအလုံးမှရှောင်လွဲကာကိုတော်ထံ၌ခိုလုံအားကိုးပါကိုတော်ကိုကြောက်ရွံ့သောသူတို့အဖို့တူထားတော်မူ၍လူသားတို့ရှေ့မှကိုတော်ကိုခိုလုံသောသူတို့အဖို့ပြုပြင်တော်မူသောဆုကျေးဇူးတော်သည်အလွန်ကြီးလာပါ၏ယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်